အားလုံးမင်္ဂလာပါခု grade 7 geometry သင်ချနှစ်ထဲကအခန်း3တရိကံညာဆောက်လုပ်ဆွဲသားခြင်းနဲ့ထပ်တူညီခြင်းဆိုတဲ့သင်ခန်းစာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဟုတ်ပါပြီဒီနေရာမှာတရိကံညာဆောက်လုပ်ဆွဲသားခြင်းနဲ့ထပ်တူညီခြင်းဆိုတဲ့နေရာမှာ3.1ဖြစ်တဲ့ပုံများထပ်တူညီခြင်းကြောင့်ကိုအရင်ဆွေးနွေးမှာဖြစ်တယ်။ဒါဆိုရင်ကလေးတို့ရဲ့ထပ်တူညီခြင်းဆိုတာကိုဘာကိုပြောတာလဲ။ထပ်တူညီခြင်းကိုဘယ်လိုနားလဲတလဲ။နားလဲတယ်လို့ပြောကြည့်အောင်နော်။အဲ့ဒါကအတန်းငယ်မှာလည်းသင်ထားပြီးသားဖြစ်တယ်ထပ်တူညီခြင်းဆိုတာ။ဟုတ်တယ်ထပ်တူညီခြင်းဆိုတာကတစ်ထပ်ထဲကြားတာကိုပြောတာ။ဘယ်လိုတစ်ထပ်ထဲကြားတာလဲ။ပုံတစ်ခုကိုထပ်ကြည့်လိုက်မယ်။ထပ်ကြည့်မယ်ဆိုရင်တစ်ထပ်ထဲကြားတယ်ဆိုတာထပ်တူညီရလို့ပြော။ဒါဆိုဒီမှာကြည့်အောင်။ဒီပုံကဘာပုံပါလဲ။ဟုတ်တယ် trigon ABC လို့ပြောတယ်။နောက်တစ်ပုံကြည့်အောင်။ဒီအပြာရောင်လေးက trigon နာမည်က trigon DEF ဒါဆိုရင်အဲ့ဒီပုံတစ်ခုကိုထည့်ကြည့်လိုက်တဲ့အခါမှာဟောဒီအစိမ်းရောင်နဲ့အပြာရောင်ဒီတစ်ထပ်ထဲကျတော့မတွေ့ဒါကိုဘာလို့ခေါ်တာလဲတစ်ထပ်ထဲကျခြင်းတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘာလို့ခေါ်လဲထပ်တူညီခြင်းလို့ပေါ့ဒါဆိုရင်တစ်ထပ်ထဲကျတဲ့အခါမှာဟောဒီ trigon ရဲ့အနားတွေအနေထားဓာတ်တွေအနေထားကိုလေ့လာကြည့်အောင်ပထမဟောဒီ AB ဆိုတဲ့နာကိုကြည့်မယ်ဒီ AB ဆိုတဲ့နာမှာဒီမှာလာထပ်တဲ့ခါကျတော့ဘယ်နားနဲ့သွားပြီးတော့တစ်ထပ်နဲ့ကြားနေတာလဲဟုတ်တာပေါ့ DE ဆိုတဲ့အနာနဲ့ကြားဒါဆိုရင် AB ညီမျှခြင်းပါလို့ရေးမှာလဲ DE လို့ရေးမှာနောက်နားတစ်ခုကြည့်မယ် BC ဒါဆို BC ဆိုတဲ့အနာကဒီမှာလာရောဘာလဲ EF ဆိုတာနဲ့တစ်ထပ်နဲ့ကြားတယ်ဒါဆိုဒီမှာပါရေးမယ် BC ညီမျှခြင်း EF okay နောက်အနားတစ်ခုကြည့်ရအောင်ဒီနားဘာလို့ခေါ်လဲ AC ဟောဒီ AC ဒီပုံမှာလာထပ်တော့ဘာနဲ့တစ်ထပ်နဲ့သွားကြားနေတာလဲ DF ဒါကြောင့်ဒီမှာပါရေးမယ် AC ညီမျှခြင်း DF တဲ့ဒါဆိုရင်အနားတွေကိုကြည့်ပြီးပါအနားပြီးပါရရှိသေးလေဒါကိုဘာလို့ခေါ်လဲထောက် A လို့ခေါ်တယ်အဲ့ဒီထောက် A ဒီမှာဘယ်ထောက်နဲ့တစ်ထပ်နဲ့လာကြားလဲထောက် D နဲ့တစ်ထပ်နဲ့ကြားဒါဆိုရင်ထောက် A ညီမျှခြင်းထောက် D လို့ခေါ်တယ်နောက်တော့ကြည့်အောင်ဒီဒါကပါလေထောက် B ထောက် B ကိုဒီမှာလာထက်တဲ့ခါကျတော့ဘယ်ထောက်နဲ့တစ်ထပ်နဲ့ကြားနေတာလဲထောက် E နဲ့တစ်ထပ်နဲ့ကြားဒါဆိုဘာရေးမလဲထောက် B ညီမျှခြင်းထောက် E လို့ရေးမယ်နောက်ဒီဘက်ထောက်ကိုကြည့်မယ်ဒါကထောက် C ဒီဘက်မှာလာထက်တော့ဘယ်ထောက်နဲ့တစ်ထပ်နဲ့ကြားတာလဲထောက် F ဒါဆိုဘာရေးကြမလဲထောက် C ညီမျှခြင်းဟုတ်တာပေါ့ထောက် F လို့ရေးဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေရာမှာ AB နဲ့ DE ဆိုတဲ့အတွေ့အတွေ့ BC နဲ့ EF ဆိုတဲ့အတွေ့အတွေ့ AC နဲ့ DF ဆိုတဲ့အတွေ့အဲ့ဒါတွေကိုဘာလို့ခေါ်လဲဆိုရင်သက်ဆိုင်ရာအနာလို့ဘာလို့ခေါ်လဲသက်ဆိုင်ရာအနာအဲ့ဒီအတိုင်းပဲထောက် A နဲ့ထောက် D နဲ့တူတယ်ဆိုရင်ထောက် A နဲ့ထောက် D ဒီဘာထောက်ဖြစ်မလဲဟုတ်တာပေါ့သူလည်းသက်ဆိုင်ရာထောက်ပဲဖြစ်တယ်ဒါဆိုရင်အားလုံးကိုခြုံပြီးတော့ကြည့်မယ်ဆိုရင်တရိကံတစ်ခုထပ်တူညီမယ်ဆိုရင်သက်ဆိုင်ရာအနာနဲ့သက်ဆိုင်ရာထောက်များတူညီကြသည်ဆိုတော့ခေလို့ဖတ်ထားဖို့လိုမယ်ဒါဆိုအပြန်ပြန်ပြောမယ်ဆိုရင်သက်ဆိုင်ရာအနာသက်ဆိုင်ရာထောက်တွေတူညီမယ်ဆိုရင်အဲ့ဒီတရိကံတစ်ခုကဘာဖြစ်ကြမလဲထပ်တူညီကြမယ်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်လေ့ကျင့်ခန်းလေးကြည့်အောင်လေ့ကျင့်ခန်း3.1ကဟုတ်ပါတရိကံနှစ်ခုထပ်တူညီပါသလားတဲ့ဒီတရိကံနှစ်ခုထပ်တူညီပါသလားအဘယ်ကြောင့်ဆိုသည်ကိုအောက်ပါကွက်လက်တွေဖြည့်ပါဆိုဒီမှာမိကွင်းလေးပေးထားတာရှိတယ်ဒီကွက်လက်တွေကိုဖြည့်မယ် AB ညီမျှခြင်းဘာလို့ထည့်မှာလဲကဲဒီပုံမှန်ကြည့်မယ် AB ဆိုတာကဒီအနာလေးဖြစ်တယ်ဒီအနာကဘယ်လောက်လို့ပေးထားတာလဲ5 cm ဒါဖြစ်ဆိုရင် trigon DEF မှာ5 cm ကိုကြည့်တော့ဘယ်အနာဖြစ်နေလဲဟုတ်တာပေါ့ DE ဒါဆိုရင် AB ညခြင်းကလေးလိုပါရေးမယ် DE လို့ရေးနောက်နားတစ်ခုကြည့်မယ် BC ဒါဆိုရင် BC ကိုကြည့်တော့17 cm ဆိုဒီဘက်မှာ17 cm ကဘယ်အနာလဲ EF ဒါဆိုရင်ဒီမှာဘာရေးတော့မလဲလို့ EF လို့ရေးနောက်တစ်ခါ AC တဲ့ဟောဒီ AC ကိုကြည့်ကြအောင်ဒီမှာကျတော့ AC ကိုအတိုင်းအတာနဲ့မပေးဘဲနဲ့ဗာလေးပေးထားတာတွေ့လဲဟောဒီဒုတ်ချောင်းလေးတစ်ချောင်းလို့ပြီးတာဒီဘက်မှာ
တစ်ချောင်းပေးတာလားဘာရှိလဲဟုတ်တာပေါ့ df ဆိုတာရှိတယ်ကြောင့် ac ညီမကြီးပါလို့ရေးမယ် d f လား de လားဟုတ်တာပေါ့ df ဒါဆိုရင်ဒီနေရာမှာ de ဆိုရင်မှန်ပါမလားဟုတ်ဆိုဒီမှာပါရေးရမလဲ df လို့ရေးရပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ် color တစ်ခုကြည့်အောင်မယ် trig and abc ထပ်တူညီမျှခြင်းဖြစ်တယ်နော်ဒီမှာအတွန်းလေးတစ်ခုပါတယ်အဲ့ဒါဘာလို့ဖတ်လာလဲထပ်တူညီမျှခြင်းဟောဒီ trig and abc နဲ့ဘာနဲ့ထပ်တူညီမျှလဲA B C ဆိုဒီမှာအစတိုင်းဖော်မယ်ဆိုရင် D E F ဒီမှာပါရင်းနဲ့ D E F ဒါဆိုရင်ဒါတွေအားလုံးကဒါပေးချက်တွေဖြစ်စေတယ်ဒါဆိုဘာထပ်တူညီခြင်းလဲဒီမှာအနာသုံးနာထပ်တူညီတော့နာထပ်တူညီခြင်းလို့ခေါ်တာနောက်ပိုင်းမှာသင်ခန်းစာမှာသင်မယ်အခုက ABC ကလည်း trigger DF ကလည်း trigger ဆိုဒီ trigger နှစ်ခုထပ်တူညီခြင်းဖြစ်တယ်ဒါကြောင့်မို့ပုံများထပ်တူညီခြင်းဆိုတဲ့နေရာဘာပုံထပ်တူညီတာလဲ trigger နှစ်ခုထပ်တူညီခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါကိုဆွဲလာတာနဲ့ဖေတို့ရေးထားတာနဲ့တူမတူဆိုတာကိုရေးလာကြည့်လို့နော်ဟုတ်ပြီဒါဆိုရင်ဒီသင်ခန်းစာကိုစာဆုံးနားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်အားလုံးဒီလိုအစားဆုံးလေ့လာခြင်းအဖြစ်ဖေတို့ geometry ဆိုင်ရာစဉ်းစားတွေ့ခေါ်မှုတိုးတက်လာပါစေနောက်ထပ်သင်ခန်းစာတွေကိုလေ့လာနိုင်မှုအတွက်ဆိုရင်တော့ဒီဗီဒီယိုလေးကို subscribe လုပ်ပါနော်အားလုံးကျေးဇူးတင်ပါတယ်